အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်က PayPay နဲ့ပတ်စံထုတ်လို့ရပြီးတော့ KPay WePay နဲ့မြန်မာငွေပြန်ချင်းလို့ရတဲ့ game လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အရင်ဆုံးကျွန်တော်တို့က US VPN ခံပေးရပါမယ်ပြီးတော့အောက်မှာကျွန်တော်ချပေးထားတဲ့ link ထဲကနေ Play Store ထဲကိုသွားပြီးတော့ game down ပေးရပါမယ်ဒီလိုမျိုးကျွန်တော်ချပေးထားတဲ့ link ထဲကနေဝင်လိုက်ပြီဆိုရင်ဒီမှာပေါ့နော်ကျွန်တော်တို့ Rockstar ဆိုတဲ့ game လေးကိုကျွန်တော်တို့ down ပေးရမှာဖြစ်ပါတယ် game down ပြီးပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာ play ဆိုတဲ့နေရာလေးထက်ကိုဝင်ရပါမယ် play ဆိုတဲ့နေရာလေးထက်ကိုဝင်လိုက်ပြီဆိုရင်ကျွန်တော်ကတော့ game ဆော့ထားတာ level 8 ထိရောက်နေပြီပဲဖြစ်ပါတယ်ကျွန်တော်ကပတ်စံတစ်ခါထုတ်ထားပြီးပြီပေါ့နော်ကျွန်တော်တို့ game ကိုဘယ်လိုဆော့ရမယ်ပတ်စံဘယ်လိုထုတ်ရမယ်ဆိုတာကိုပြပေးမှာဖြစ်ပါတယ် game ဆော့ဖို့ဆိုရင်ကျွန်တော်တို့ကဒီ play ဆိုတဲ့နေရာလေးထက်ကိုဝင်ပေးရပါမယ်ကျွန်တော်ဒီမှာ game တစ်ပွဲဆော့ပြမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ game တစ်ပွဲဆော့ပြီးတော့ကြော်ညာကြည့်ပြီးတော့ coin တွေစုပေးရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီ coin 400ကိုယူဖို့ဆိုရင်ကျွန်တော်တို့ကဒီ open ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ကြော်ညာသဘောကြည့်ပေးရမှာပဲဖြစ်ပါတယ်။ကြော်ညာသဘောကြည့်ပေးလိုက်ပါမယ်။ What if your gaming time actually putဒီလိုပေါ့နော်ကျွန်တော်တို့ကထပ်ပြီးတော့ဒီ coin ကိုနှစ်ဆလိုချင်တယ်ဆိုရင်တော့ဒီနာက gap mode ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်သဘောထပ်ကြည့်ပြီးတော့ coin တွေနှစ်ဆသုံးဆယူလို့ရပါတယ်ကျွန်တော် gap mode ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ coin နှစ်ဆထပ်ယူလိုက်ပါမယ် All right, let me show you. ဒီလိုပေါ့နော်ကျွန်တော်တို့ကဒီ gap mode ဆိုတဲ့နေရာလေးကိုဒီပေါ့နော်ဒီ gap mode ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ coin 2000 3000ဒီကျွန်တော်တို့ကပေါ့နော်ဒီ gap mode ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ coin ကို4ဆ5ဆ1000 2000 3000အထိရအောင်ကျွန်တော်တို့ကကြော်ညာတွေကြည့်ပေးလို့ရပါတယ်လို့ဆိုရင်ကျွန်တော်ကဒီ coin 900ကိုပဲယူပေးမှာဖြစ်ပါတယ်ကျွန်တော်ပတ်စံထုတ်တဲ့နေရာကိုတွားလိုက်ပါမယ်ဒီမှာပေါ့နော်ပတ်စံထုတ်မယ်ဆိုရင်ဒီအပေါ်က coin hour လေးကိုထုတ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ coin hour လေးတက်ကိုတစ်ချက်ဝင်လိုက်ပါမယ်ဝင်ပြီးပြီဆိုရင်ကျွန်တော်ကဒီမှာ3.3ကိုထုတ်ထားတာဖြစ်တဲ့အတွက်ပတ်စံတော့မထုတ်ပြတော့ပါဘူးပေါ့နော်ကျွန်တော်ထုတ်ထားတာပဲပြမှာဖြစ်ပါတယ်ကျွန်တော်ထုတ်ထားတဲ့မှတ်တမ်းကိုကြည့်မယ်ဆိုရင်ဒီနာကဒီဟာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါမယ်ဒီမှာပေါ့နော်ကျွန်တော်ထုတ်ထားတဲ့ဟာခုနထုတ်ထားတဲ့ဟာဖြစ်ပါတယ်ဒီမှာကကျွန်တော်ကသူက reduce sex ဆိုပြီးတော့သူကပတ်စံဖျက်ပြီးကြောင်းသူကပြောထားတာပဲဖြစ်ပါတယ်ဒီ game လေးကတော့အခုထုတ်အခုရောက်တဲ့ game လေးဖြစ်ပါတယ်နော်အားလုံးအဆင်ပြေကြပါစေခင်ဗျာ